အားလုံးမင်္ဂလာပါ Kiso Engineering Academy နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီ YouTube channel လေးမှာပေါ့နော်ဒီဗီဒီယိုတွေသိမတင်ပြဘူးအဲ့အတွက်လည်း sorry ပါဗျကျွန်တော်လည်းနည်းနည်းအလုပ်ရှုပ်နေတယ်တခြားဆိုင်တွေဖွင့်နေရတယ်သိမတင်ပြတာပေါ့နော်ဒီနေ့ဗီဒီယိုကကြတော့ကျွန်တော်ကဒီဂျပန်မှာဘယ်လိုပြောမလဲကလေးတွေပေါ့နော်အခုမှခင်ချီကူစေကိုခန်းဒီကျောင်းစားတက်မဲ့သူတွေအဲ့ဒီသူတွေအတွက်ကိုကျွန်တော်ကဒီခင်ချီကူနဲ့ပတ်သက်ပြီးတော့မိတ်ဆက်ဗီဒီယိုလေးပြောပြမှာပေါ့နော်မြန်မာပြည်မှာဥပမာဆိုကြပါတော့ကျွန်တော်တို့ဒီ Civil Archi တွေနဲ့ပြီးတဲ့သူတွေကတော့ဒါနားလည်မယ်လို့ထင်ပါတယ်ပေါ့နော်ဒီမှာကျတော့ကလေးတွေကကျတော့အဲ့လိုမြန်မာပြည်ကနေပြီးတော့အကြောင်းမျိုးကြောင့်မို့ဒီစေတန်းပြီးတော့အခုကျ12တန်းလို့ခေါ်လာနော်12တန်းပြီးဒီမှာကျတော့日本語学校တက်ပြီးတော့သူတို့အဲ့လိုမျိုးရှေ့လျှောက်ပေါ့နော်သူတို့ရဲ့ future အတွက်ကိုအကြောင်းတွေရွေးတဲ့အခါengineer လုပ်ချင်တယ်ဒီမှာကျတော့ဆရာဝန်ကျတော့အရင်မလို့လေအဲ့လိုဒီကန်ချီကိုsorry နော်ဆရာဝန်ကအရင်မလွယ်တာပေါ့နော်ခက်ခဲတယ်ပေါ့အဲ့ကြတော့ကျွန်တော်တို့မှာဆိုရင်ရွေးချယ်စရာရှိတယ်ကျွန်တော်တို့ဟိုမှာတခြားဟိုတယ်ပိုင်းနေလုံးမလားဒီကားနဲ့ပတ်သက်တာကြီးလုံးမလားဒီ engineer တွေဒီဆောက်လုပ်ရေးနဲ့လုံးပတ်သက်တာကြီးလုံးမလားပေါ့နော်ဟိုဆောက်လုပ်ရေးမှာဆိုတော့ကျွန်တော်အများကြီးရှိတယ်ဒီဇိုင်းဆွဲတာကိုယ်တိုင်စိုင်း engineer အနေနဲ့ site ထဲမှာခန်းဒီလောက်တာပေါ့နော်အဲ့လိုလုပ်ငန်းစဉ်တွေအများကြီးရှိတယ်ပေါ့နော်အဲ့အခုကျကျွန်တော်ဒီ Kanchi ကိုနဲ့ပတ်သက်ပြီးနည်းနည်းရှင်းပြမှာဟုတ်ပြီသိပြီးတဲ့သူတွေတော့ကတော့နည်းနည်းကြော်သွားပြပါနော်ကျွန်တော်ကကြတော့ဒီမှာ Kanchi ကိုလုပ်နေတာ6နှစ်ရှိပြီဒီမှာလဲကျွန်တော်ကမြန်မာနိုင်ငံပြီးတော့ဒီမှာ Kanchi ကိုကျွန်တော်ဆက်မှုကခုတက်သေးတယ်ဗျအဲ့တော့ကျွန်တော်ဒီပေါ့နော်ဂျပန်မှာကြီးပဲဆောက်လို့ရလောကထဲမှာကျွန်တော်ရှင်းနှစ်မြောက်ရှိပေါ့နော်အဲ့မှာကျွန်တော်နည်းနည်းသိသလောက်လေးတွေကိုပြပြမယ်တော့ Kanchi ကိုဆိုတာဘာလဲအဲ့တော့ကလေးတွေကြားဦးမယ်ထင်ပါတယ်မြန်မာပြည်ရဲ့ civil engineer ကိုဘာသာပြန်လိုက်ရင်ဘယ်လိုထွက်မလဲဆိုတော့ civil engineer ကိုဒီမှာ doboku ဆိုပြီးတော့ထွက်တယ် doboku ဆိုတာ civil engineer ဟုတ်ပြီ doboku ဆိုတာဘာလဲနောက်ပြီးတော့ kanchiku ဆိုတာဘာလဲနော် civil engineer ဆိုတာဘာလဲမြန်မာပြည်မှာဆိုကြပါစို့ civil engineer ပြီးသွားပြီနော် bachelor of engineering ပေါ့နော် civil engineer ပြီးသွားပြီဆိုရင်ကျွန်တော်တို့တရားပဲစောင့်မလားလမ်းပိုင်းပဲလုပ်မလား plan တွေလုပ်မလားပေါ့နော်ပြီးတော့အဲ့ဒီလူတွေကပဲဒီလူနေအဆောက်အဦ mansion ပေါ့နော်ဂျပန်မှာဆိုရင်တော့ building အဆောက်အဦစောင့်မလားဒီလုံးချင်း eco တာတွေပဲစောင့်မလားအကုန်လုံးလုပ်လို့ရတယ်ဂျပန်မှာကျတော့အဲ့ဒီ civil engineering ကိုမှာထပ်ခွဲတယ် Kanchiku Doboku Kanchiku ဆိုတာရုံး Doboku ဆိုရှင်းပြမယ်နော် Doboku ဆိုတာကအင်္ဂလိပ်လိုဘာသာပြန် civil engineering လို့အဓိပ္ပာယ်တက်ရောက်တယ်ဒါပေမဲ့မြန်မာပြည်မှာ civil engineer ဆိုတာမြန်မာပြည်မှာလည်းမဟုတ်ဘူးနော် international မှာလည်းတူတူပါပဲ civil engineer ဆိုတာကလမ်းတရားလည်းစောက်လို့ရတယ်လို့အိမ်တွေလည်းစောက်လို့ရတယ် engineer ပြောချင်တယ်နောက်ပိုင်း structure design တွေပါတွက်တယ် engineer နော် engineer အများကြီးရှိတယ်ဟုတ်တယ်ကျွန်တော်နည်းနည်းလေးအကြမ်းမြင်လေးပဲပြောပြတာဂျပန်မှာကျတော့ဒိုဘိုခုဆိုတဲ့ civil engineer လို့ additional မှာဘာသာပြန်တဲ့ဒိုဘိုခုဒီလမ်းတရားတာနယ်ဒါတော့သူရဲ့ကျွန်တော်အသေးလေးပဲပြောပြပါနော်လမ်းတွေတရားတွေတာနယ်တွေသူရဲ့ infrastructure လို့ခေါ်တယ်အဲ့လိုမျိုးဒီအပြည်ပြည်ဆိုင်ရာဒီပေါ့နော်ဒီကိုကူနိုင်လို့ပြောမလဲဆိုတော့လမ်းတွေတရားတွေအများဆုံး public area ကြီးတွေကိုအများဆုံးလို့ပြောဆိုတော့အဆောက်အဦတွေကိုစောက်တဲ့ engineer infrastructure လို့ခေါ်တယ်အဲ့ဒါတွေကိုဒိုဘုတ်ကအဓိကစောက်ပြီးတော့ Kanchiku လို့ခေါ်တဲ့သူတွေကကြတော့ Kanchiku ဆိုတာဒီမှာ mansion တွေလူနေလုံးချင်းအိမ်တွေအဲ့ဒါတွေကိုစောက်တဲ့လူလို့ခေါ်တယ်အဲ့ကြတော့ဘာဖြစ်သွားလဲဆိုတော့ဒီ Kanchiku ကိုဘယ်ဘာသာပြန်လိုက်တဲ့အင်္ဂလိပ်လိုဘာသာပြန်လိုက်တော့ဒီ Kanchiku က architecture ဖြစ်သွားတယ်ဒီ architecture ကမြန်မာပြည်မှာကြတော့အဓိကအဖြစ်သူ့ရဲ့ branch တော့အများကြီးရှိတာပါအဓိကအဖြစ်ဘာလို့ဆိုတော့ပုံဆွဲတယ်နော်
အဲ့ကြတော့ကဲမြန်မာပြည်ကအာရှရဲ့အဓိကပုံဆွဲတဲ့လုပ်ငန်းတွေကိုလုပ်တဲ့ planning မိုင်းလုပ်တယ်ပေါ့နော်ပုံဆွဲတဲ့ planning လုပ်တဲ့သူတွေကကြတော့ဒီမှာကြတော့ဘယ်လိုပြောမလဲဆိုတော့ခန်းချီကူပြန်ဖြစ်သွားပြီဒီခန်းချီကူကကြတော့ပုံဆွဲတဲ့အဓိကမဟုတ်တော့ခန်းချီကူအများကြီးရှိတယ်ပေါ့နော်အဓိကကျွန်တော်ပြောစက်ကုခန်းလေးနဲ့ပတ်သက်ပြီးပြောချင်တာခန်းချီကူမှာကြတော့ပုံဆွဲတဲ့အဓိကမလုပ်တော့ဘူးဆွဲလာတဲ့ပုံတွေကျွန်တော်တို့က site ထဲမှာ account တွေဖော်တဲ့လုပ်ငန်းဖြစ်သွားပြီအဲ့ဒီမှာကြမှာခန်းချီကူလို့ဘောနော်ဒီ architecture လို့ခေါ်တဲ့အပိုင်းကျတော့ခန်းချီကူထဲမှာပါလာခန်းချီကူကပါလဲဆိုတော့အဲ့မှာကျွန်တော်တို့ e-show စက်ခေလို့ခေါ်တယ်စက်ခေပိုင်း e-show စက်ခေဆိုတာဘာတွေပါမလဲကျွန်တော်ဒီ exterior ကျွန်တော်တို့အိမ်လေးတွေကိုအပြန်နေပြီးတော့ကြည့်တဲ့ပုံပကြီးကားတွေမှာမြင်မှုတယ်နော်အဲ့ဒီ architecture ပိုင်းပြီးတော့ interior design အထဲထဲမှာပါတယ်အထဲထဲကဒီဘောနော်ဒီကျွန်တော်တို့ရဲ့ဒီ layout မှာပဲအခန်းတွေဆိုတော့ design ဆွဲတယ်ဘယ်လိုပစ္စည်းလေးတွေဘယ်လို table လေးတွေကဘယ်လောက်အမြင့်အယောင်လေးတွေဘယ်လိုဆက်တယ်ဆိုတာအဲ့ဒါကြတော့မှလုံးဝ architecture လို့ခေါ်ဒီ architecture ကြတော့ဂျပန်မှာကြတော့ပေါ့နော်ဒီ Kenchiku ရဲ့အောက်ကိုရောက်သွားတာအရှင်းပြနည်းနည်းတော့ရှုပ်သွားမလားမသိဘူးအခုကကျွန်တော်နည်းနည်းလက်တန်းပြောနေဆိုတော့ကျွန်တော်နောက်ရချမှာဒီပေါ့နော်ဇာတ်လေးတွေဆွဲပြီးတော့ကျွန်တော် PowerPoint နဲ့တည်တည်ချာလေးရှင်းပြမယ်အဲ့တော့အခုပြောချင်တာကဒီဂျပန်မှာကျောင်းတက်နေတဲ့သူတွေညီငယ်ညီမငယ်လေးတွေပြောချင်တာက Kenchiku ဆိုပြီးတက်နေတဲ့သူတွေတက်ပါဒါမှမဟုတ်ဒီ land တွေတရားတွေပဲစောင့်နေတဲ့သူတွေကတော့ဒိုဘိုခုတက်ပါဘာလို့ဆိုတော့ Kenchiku ဒိုဘိုခုဆိုတော့ပြောချင်တာကျွန်တော် engineer ပိုင်းဆိုတာတစ်ကမ္ဘာလုံးကဒီ theory တွေပဲဒီအတွေးခေါ်တွေပဲနိုင်ငံလိုက်ပုံမူတည်ပြီးတော့သူနိုင်ငံတနိုင်ငံရဲ့ building code လို့ခေါ်တဲ့ဆောက်လုပ်ရေးဥပဒေပုံမူတည်ပြီးတော့နည်းနည်းလေးစီခွဲပြသွားတာဥပမာဂျပန်နိုင်ငံမှာဆိုရင်ဒီ safety ဘိုင်းကအရန်ကိုလည်းပဲမြင့်အဲ့လိုပေါ့နော်အပြောချင်တာဒီဆောက်လုပ်ရေးလုပ်ချင်တဲ့သူတွေညီမညီမငယ်တွေလောက်တော့လဲအားပေးတယ်အဲ့တော့ဆောက်လုပ်ရေးလုပ်ချင်တဲ့သူတွေလောက်ပါခန်းချီကိုရင်းလို့ခန်းချီကိုကျောင်းကိုတက်ခန်းချီကိုကျောင်းကိုတက်ပြီးပြီဆိုတော့ကြမှာနောက်တစ်ခုကနောက်တစ်ဘယ်လိုင်းကိုလိုက်မှာတော့စက်ခေးပိုင်းလားနော်ပုံဆွဲတဲ့ပိုင်းလားအဲ့ကြမှာခိုင်ဆောက်လုပ်ရေးကျောင်းကိုတက်ပြီးရင်နိုင်ငံတော်ချင်းပါတဲ့ဆောင်မွေးတွေကိုဝင်ဖြည့်ပြီးမှကိုသွားခြင်းတဲ့ line ကိုအသီးသီးသွားပြီးတော့နောက်ထပ်မြန်မာပြည်ကပြီးတော့မြန်မာပြည်ကနေပြီးတော့နော်ဂျပန်ကိုဒီခန်းချီကူနဲ့ပတ်သက်ပြီးတော့အလုပ်လုပ်ချင်တဲ့သူတွေတချို့မသိတဲ့သူတွေကြတော့ဘယ်လိုလဲဆိုတော့ကျွန်တော်တို့က civil engineer ရပြီးထားတာပေါ့နော်အဲ့မှာကြတော့ဂျပန်တွေပြောလို့ကျတော့ dictionary မှာရှာပြီးကျွန်တော်က civil engineer ဆိုဒိုဘိုခုဂျပန်မှာဒိုဘိုခုကကြတော့လန်ဒရာပဲဆောက်လို့ရတယ်အဲ့ဒါမလို့ interview တဲ့အခါမှာကျွန်တော်ကဒိုဘိုခုကြီးပဲလို့မပြောနဲ့ကျွန်တော်က civil engineer ကိုသက်ဆိုင်ရတဲ့သင်ရတဲ့ဘာသာရပ်တွေရတော့ Kenchiku ဒိုဘိုခုပုံစံအနေထားနဲ့ကျွန်တော်တို့မြန်မာနိုင်ငံက civil engineer ကိုတွဲပြီးသင်ရတယ်လို့ interview မှာအဲ့လိုလေးပြောပြနောက်ထပ်ဗီဒီယိုတွေမှာကြာမှနောက်ထပ်ဗီဒီယိုတွေကြာရင်တော့ကျွန်တော်ကဒီ Kenchiku စက်ကူခန်းဒီဘာတွေလုပ်လဲ site ထဲမှာဘယ်လိုတွေဂျုံတွေ့ရလဲဘယ်လိုအခက်အခဲတွေရှိလဲဆိုတာကိုကျွန်တော်ကနည်းနည်းလေးလင်းတင်တယ်လို့ပေါ့နော်ကျွန်တော်သိတဲ့လောက်လေးပြောပြပေးသွားမှာဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်